မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကမဟာသတိပဋ္ဌာန်သုံးမှာတရားထိုင်တဲ့ယောဂီတွေအတွက်လျောင်းထိုင်ရပ်သွားဣရိယာပု၄မျိုးလုံးမှာဘလို့ပုံစံမျိုးပဲဖြစ်ဖြစ်အားထုတ်နိုင်လို့ရတယ်ဆိုတာကိုမိန့်တော်မူထားပါတယ်အထူးသဖြင့်ထိုင်ပြီးတရားမှတ်တဲ့ယောဂီတွေအတွက်အသေးစိတ်ကိုလည်းညွှန်ကြားထားတာရှိပါတယ်ထိုင်ပြီးတရားမှတ်တဲ့ယောဂီတွေအတွက်အဖြစ်များတာကတော့စိတ်မတည်ငြိမ်ပဲဟိုရောက်ဒီရောက်ဖြစ်တာအတွေးပေါင်းစုံစိတ်ကူးပေါင်းစုံဖြစ်တာအိမ်ငိုက်တတ်တာဟိုနာဒီနာဟိုရဒီရဖြစ်တာစတာတွေပါပဲအာနာပါနကိုအခြေခံပြီးစမှတ်ပေမဲ့တမာတိမရှိပဲဖြစ်နေတော့စမှတ်ခါစားကာမအခိုက်ချိန်မှာပဲစိတ်ကလွတ်လွတ်နေတတ်ပါတယ်တခါတလေထွက်လေဝင်လေလေးကိုတစ်ချက်နှစ်ချက်လောက်ပဲမှတ်ရသေးတယ်စိတ်ကအပြင်ရောက်ရောက်နေတတ်ပါတယ်အပြင်အတွေးတွေစိတ်ကူးတွေနောက်ကိုပါသွားတတ်ပါတယ်ပိုဆိုးတာကရှေ့မှာလုပ်ရမယ်လုပ်ဖို့ရည်ရွယ်ထားတဲ့အလုပ်တွေအစီအစဉ်တွေရှိနေရင်တရားထိုင်ပြီဆိုတာနဲ့အဲ့ဒီအတွေးတွေကအရင်ပေါ်လာတော့တာပါပဲတရားထိုင်ရင်အဲ့ဒီအစီအစဉ်တွေအလုပ်တွေကိုစိတ်ကူးပြီးလိုက်လုပ်နေပြတော့တာပါပဲဒါဟာတရားထိုင်တဲ့အထိဒီလုပ်เสียတွေအစီအစဉ်တွေယူလာလို့ပဲဖြစ်ပါတယ်ဒါကြောင့်တရားစထိုင်တော့မယ်ဆိုရင်မထိုင်ခင်အတိတ်ကာလအရာတွေနောင်လာမယ့်အစီအစဉ်တွေအားလုံးကိုတရားထိုင်တဲ့အခိုက်အတန့်မှာမေ့နိုင်အောင်ကြိုးစားခိုင်းတာဖြစ်ပါတယ်တချို့ရေးသားကြီးတွေမှာဆိုရင်တရားစခန်းဝင်နေတဲ့ယောဂီတွေကိုအဲ့ဒီတရားအထုတ်စေကာလမှာစာအုပ်တောင်ဖတ်မခိုင်းပါဘူး။ဘာဖြစ်လို့လဲဆိုတော့စာအုပ်ဖတ်ထားတဲ့အခါတရားထိုင်ပြီးဆိုရင်အဲ့ဒီစာအုပ်ထဲကအကြောင်းအရာတွေပဲခေါင်းထဲရောက်လာပြီးစိတ်ကူးတွေအတွေးတွေဖြစ်နေတတ်လို့ပါ။အကောင်းဆုံးကတရားစထိုင်ပြီးဆိုကြတဲ့ကကိုယ်စိတ်ကိုဒိဋ္ဌံလေးနဲ့ဒီထိုင်တဲ့အခိုက်အတန့်လေးမှာတော့တတ်နိုင်ဆုံးမလွတ်အောင်မှတ်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့ပြီးခဲ့တာတွေနဲ့မရောက်လာသေးတာတွေကိုအလုံးလေးလူရှုပြီးလက်ရှိအခိုက်အတန့်ကိုပဲတတိကတ်နိုင်အောင်ကြိုးစားတာအကောင်းဆုံးပါပဲဝိပဿနာဆိုတာပေါ်ရာကိုလိုက်ပြီးရှုမှတ်တာဖြစ်ပေမဲ့စပြီးတရားအထုတ်တဲ့ယောဂီများအတွက်တော့ပေါ်တိုင်းလိုက်ပြီးရှုမှတ်နိုင်ဖို့တော့မလွယ်လှပါဘူးတတိမနိုင်သေးလို့တမာတိမခိုင်သေးတဲ့အခါပေါ်သမျှဖြစ်သမျှအာယုန်တွေကိုဓာတ်ရိုက်လိုက်ပြီးသိမှတ်နိုင်ဖို့ခက်ခဲလှပါတယ်ဒီလိုအချိန်မှာယောဂီများအနေနဲ့တမာတိနဲ့ဝိရိယကိုညီမျှအောင်တတိနဲ့ကြိုးစားထိန်းပေးရပါတယ်တမာတိအားနည်းလို့စိတ်မတည်ငြိမ်သေးရင်ဝိရိယကိုအားစိုက်ပေးရပါတယ်စိတ်လွတ်တာနဲ့ပြန်ဖမ်းပြန်မှတ်အတွေးတွေစိတ်ကူးတွေဝင်နေတယ်ဆိုတာကိုသိတာနဲ့အမှတ်အာရုံကိုပြန်ယူပြန်မှတ်တဲ့လုံးလာပြုမှုအကျင့်ကိုထပ်ခါအကျဉ်းချင်းပြုလုပ်ပေးရပါတယ်။တမာတိအားနည်းချိန်မှာဝိရိယအားကောင်းနေဖို့လိုပါတယ်။တခါတလေကျတော့တရားရလို့တဲ့စိတ်ကအာကြည့်ပြီးမရအောင်ကြွဆာအချိန်ပြည့်လုံးလာပြုပေမဲ့တည်ငြိမ်မှုမရှိတဲ့အတွက်တရားမှတ်ဖို့ခက်နေတတ်ပြန်ပါတယ်တမာတိမရှိပဲဝိရိယအားကောင်းနေပြန်ရင်လဲစိတ်အစဉ်ဟာပြန်ကျဲနေတတ်ပါတယ်တည်ငြိမ်မှုမရှိတဲ့ဝိရိယဟာစိတ်အစဉ်ကိုကစင်ကလျာရောက်ရက်ခတ်စေတတ်ပါတယ်ဒါကြောင့်တရားအားထုတ်တဲ့အခါတမာတိမရှိသေးတဲ့အချိန်ဝိရိယကိုအားပြုကတမာတိရဖို့ကြိုးစားရင်းတမာတိနဲ့ဝိရိယကိုညီမျှအောင်တတိနဲ့ထိန်းပြီးတော့အားထုတ်ကြည့်ကြဖို့လိုပါတယ်တကယ်တော့မဟာတတိပဋ္ဌာန်သုံးမှာတတိပဋ္ဌာန်အားထုတ်နည်း၄မျိုးပြထားပေမဲ့စိတ်မှာပဲဖြစ်ဖြစ်ယုံမှာပဲဖြစ်ပေါ်သမျှအရာတွေကိုသာတတိကပ်ပြီးလိုက်သိမှတ်ပေးနိုင်ရင်ဒီနည်းတွေနဲ့အမိတက်เสียရတော့လိုမယ်မထင်ပါဘူးစိတ်အစဉ်မှာတတိကပ်ပြီးထွက်သက်ဝင်သက်ကိုပင်တိုင်ထားလို့ထင်ရှားရာကိုပြောင်းမှတ်ပေးနေုံပါပဲစာပေအတိုင်းအမည်တွေလိုက်တက်နေစရာမလိုပါဘူးနီးမှန်လမ်းမှန်သာမှတ်နေမယ်ဆိုရင်မှတ်နေရင်နဲ့သူ့အလိုလိုတတိပဋ္ဌာန်ကျင့်စဉ်တွေဖြစ်နေတတ်ပါတယ်ဒါကြောင့်ဒီနေရာမှာပြောချင်တာကမှတ်နေဖို့ပါပဲ
တရားအထုတ်တဲ့ယောဂီတွေမှာထွက်သက်ဝင်သက်လို့ခေါ်တဲ့အာနာပါနကိုအခြေခံထားမှတ်နေတဲ့အခါကာယ ानु ပဒနာနောက်ပေါ်ရပွားကိုပြောင်းမှတ်တဲ့အခါဝေဒနာလို့ခေါ်တဲ့ခံစားမှုကိုမှတ်ရင်ဝေဒနာ ानु ပဒနာစိတ်ကူးအကြံစီစတာတွေကိုလိုက်မှတ်ရင်စိတ်ဓာ ानु ပဒနာတွေဖြစ်နေပါတယ်နောက်ပိုင်းသမာဓိအားကောင်းလာခြင်းဉာဏ်အစဉ်မြင့်လာခြင်းမှာတော့သဘောတရားကိုမှတ်တဲ့ဓမ္မ ानु ပဒနာဆိုတာဖြစ်လာပါတယ်ဘယ်လိုပဲဖြစ်ဖြစ်တတိတရားလက်ကင်ထားပြီးပေါ်သမျှကိုသာမလွတ်အောင်လိုက်သိလိုက်မှတ်နေရင်ပြီးတာပါပဲဒီနေရာမှာအဓိကပင်တိုင်ထားမှတ်ပေးရမှာကတော့အာနာပါနပဲဖြစ်ပါတယ်စိတ်နဲ့ခန္ဓာကိုယ်မှာတခြားအာယုန်တွေမပေါ်သေးရင်ထွက်သက်ဝင်သက်ကိုပဲအလေးထားမှတ်နေရပါမယ်ဒီလိုမှတ်နေရင်ခန္ဓာကိုယ်တနေရာမှာယာယန္တာပူဓာအေဓာနာရာကျင်တာကြိုက်တာခဲတာစတာတွေပေါ်လာရင်အာနာပါနမှတ်နေတဲ့အမှတ်အာယုံကိုအဲ့ဒီဝေဒနာမှာပြောင်းပြီးမှတ်ပေးဖို့လိုပါတယ်ဝေဒနာလို့ဆိုတဲ့အတွက်ခံစားမှုမှန်သမျှကိုလိုက်ပြီးမှတ်ရပါမယ်တရားမှတ်နေတော့ကောင်းတဲ့ခံစားမှုဝေဒနာပေါ်ရင်လည်းအဲ့ဒီဝေဒနာကိုမှတ်ပေးသိပေးနေရမှာဖြစ်တယ်လို့မကောင်းတဲ့ခံစားမှုဝေဒနာပေါ်ရင်လည်းအလိုက်တင်လိုက်သိလိုက်မှတ်ပေးနေရပါတယ်ဒါကိုမဟာသတိဋ္ဌာန်သုံးမှာမြတ်စွာဘုရားကယဟန်တို့ယောဂီတရားအထုတ်တဲ့ပုဂ္ဂိုလ်သည်ဒုက္ခဝေဒနာချမ်းသာသောခံစားမှုကိုခံစားလျင်လေဒုက္ခဝေဒနာကိုခံစားသည်ဟုသိ၏ဒုက္ခဝေဒနာဆင်းရဲသောခံစားမှုကိုခံစားလျင်လေဒုက္ခဝေဒနာကိုခံစားသည်ဟုသိ၏အတုကမဒုက္ခဝေဒနာချမ်းသာလည်းမဟုတ်ဆင်းရဲလည်းမဟုတ်တဲ့ခံစားမှုကိုခံစားလျင်လည်းအတုကမဒုက္ခဝေဒနာကိုခံစားသည်ဟုသိ၏ကာမဂုဏ်နှင့်ဆက်သောချမ်းသာသောဝေဒနာကိုခံစားလျင်လည်းကာမဂုဏ်နှင့်ဆက်သောချမ်းသာသောဝေဒနာကိုခံစားသည်ဟုသိ၏ကာမဂုဏ်နှင့်ဆက်သောဆင်းရဲသောဝေဒနာကိုခံစားလျင်လည်းယင်းကိုခံစားသည်ဟုသိ၏ကာမဂုဏ်နှင့်မဆက်သောချမ်းသာသောဝေဒနာကိုခံစားလျင်လည်းအဲ့ဒီဝေဒနာကိုခံစားသည်ဟုသိ၏ကာမဂုဏ်နှင့်မဆက်သောဆင်းရဲသောဝေဒနာကိုခံစားလျင်လည်းယင်းကိုခံစားသည်ဟုသိ၏ကာမဂုဏ်နှင့်ဆက်သောဆင်းရဲမဟုတ်ချမ်းသာမဟုတ်သောဝေဒနာကိုခံစားလျင်လည်းအဲ့ဒီသဘောတရားခံစားချက်ကိုခံစားသည်ဟုသိ၏ကာမဂုဏ်နှင့်မဆက်သောဆင်းရဲမဟုတ်ချမ်းသာမဟုတ်သောဝေဒနာကိုခံစားလျင်လည်းကာမဂုဏ်နှင့်မဆက်သောဆင်းရဲမဟုတ်ချမ်းသာမဟုတ်သောဝေဒနာကိုခံစားသည်ဟုသိ၏လို့ဝေဒနာ ानु ပဒနာရှုပွားပုံကိုမိန့်တော်မူပါတယ်ဒီဒေသနာတော်အဖွင့်အတိုင်းယောဂီပုဂ္ဂိုလ်များဟာအလွယ်တကူနားလည်ပြီးမှတ်ဖို့လိုပါတယ်တရားအထုတ်ချိန်မှာကိုယ့်ရဲ့ခန္ဓာကိုယ်မှာပေါ်လာတတ်တဲ့ဘလိုဝေဒနာမျိုးကိုမဆိုတတိကပ်ပြီးရှုမှတ်ပေးရပါတယ်ဝေဒနာဆိုတာခံစားခြင်းဖြစ်တဲ့အတွက်ဘလို့ခံစားမှုမျိုးပဲဖြစ်ဖြစ်မှတ်သိပေးရပါတယ်ထွက်သက်ဝင်သက်ကိုမှတ်နေရင်ခန္ဓာကိုယ်တနေရာမှာရရလာတဲ့အခါအဲ့ဒီရရတဲ့ဝေဒနာကိုစိတ်နဲ့အာယုံပြုတ်ပြီးဖြစ်ပေါ်နေတဲ့ခံစားချက်ကိုအလိုက်သိလိုက်သိနေနိုင်အောင်ကြိုးစားမှတ်ပေးရပါတယ်ရနေတဲ့ခံစားမှုဟာပိုပြီးရလာရင်လည်းရလာနိုင်တယ်လို့ရော့သွားရင်လည်းရော့သွားနိုင်တတ်ပါတယ်ဒို့ရော့သူဖြစ်နေတဲ့အတိုင်းပဲလိုက်သိနေနိုင်အောင်ကြိုးစားရပါတယ်သိခံနိုင်တဲ့လောက်သိခံပြီးမှတ်ပေးရပါတယ်ဝေဒနာကိုမှတ်တဲ့အခါမှာအလွယ်တကူတော့လက်မလျှော့ဖို့လိုပါတယ်အထူးသဖြင့်မကောင်းတဲ့ဝေဒနာမျိုးဟာပိုပြီးပြင်းထန်လာတယ်လို့ထင်တတ်ပါတယ်အဲ့ဒါကိုအတတ်နိုင်ဆုံးသိခံပြီးမှတ်ပေးရပါတယ်အဲ့ဒီလိုမှတ်တဲ့အခါပျောက်သွားပြီးတခြားခံစားမှုဝေဒနာမှတ်เสียမရှိသေးရင်ထွက်သက်ဝင်သက်ကိုပြန်မှတ်ပေးရပါတယ်ဝေဒနာကမပျောက်ပဲပိုပြင်းထန်လာတယ်ဘလို့မှသိမခံနိုင်တော့ဘူးဆိုရင်တော့ဒေါသအဖြစ်ခံပြီးမမှတ်တော့ပဲသူ့ကိုလိလူရှုကအာနာပါနကိုပြန်မှတ်ကြည့်ရပါမယ်